ဒီဗီဒီယိုမှာစိတ်တက်ကြအောင်လုံနည်းခုနနည်းကိုပြောပြမယ်နော်โอเคအဲ့တော့စိတ်တက်ကြခြင်းနဲ့ဆိုရှင်ဒီနည်းလေးရန်ကောင်းတဲ့နည်းလေးနံပါတ်1ကို့မှာမရှိရတယ်ပဲအမြဲတွေးပါကို့မှာမရှိရတယ်ပဲအမြဲတွေးပါနံပါတ်2အတိတ်ကအမှားတွေအမြဲတွေးပြီးတော့ဆွေးပါအတိတ်ကအမှားတွေအမြဲတွေးပြီးတော့ဆွေးပါနံပါတ်3မကောင်းတဲ့အလေးချင်းတွေမွေးမြူပါနံပါတ်4မကောင်းတဲ့သူတွေနဲ့ပေါင်းပါကောင်းတဲ့သူတွေနဲ့ပေါင်းလို့ရှိရင်ပျော်ရတယ်ဒါကြောင့်မကောင်းတဲ့သူတွေနဲ့ပေါင်းပါနံပါတ်5ဘယ်နေပဲမှကျွမ်းကျင်အောင်မလုပ်ပါနဲ့လူတစ်ယောက်ကနေဘက်တစ်ခုမှာအရင်ကျွမ်းကျင်တယ်ဆိုလို့ရှိရင်ပျော်ရတယ်အားတက်ရတယ်အဲ့ဒီအတွက်ကြောင့်မို့လို့ဘယ်နေပဲမှကျွမ်းကျင်အောင်မလုပ်ပါနဲ့နံပါတ်6လေးလာသင်ယူမှုမလုပ်ပါနဲ့နံပါတ်9တခုလောက်ရှာရှင်အချိန်ဆွဲပါโอเคအဲ့တော့စိတ်ကြကြနေတာဆိုရှင်တော့ဒီနီး9နေရာအရောက်မှကောင်းတဲ့နေရပါအဲ့တော့ဒါတွေသုံးလို့ရတယ်အဲ့တော့ဒီ9ခုလေးကကိုယ်နဲ့မြန်ညှိနေတဲ့တခုရှိတာရှိရဆိုရှင်ကွန်မန့်ပါရေးတော့နော်ထက်ထက်ကျန်တာရှိရဆိုရှင်လည်းကွန်မန့်ပါရေးတော့ပါ